ချင်းလေးကပန်းအောင်ဘွားမှာတကယ်ကိုပထမဆုံးကြားဖို့တဲ့အချိန်မှာတကယ်ဖျားကိုတခါလေကျရင်ဘယ်အောင်လို့ life မှာဘယ်လိုကောင်းလဲတခြားအရာတွေနဲ့အများကြီးအာယုံများနေတာရှိရလေနော်ရှိတတ်တယ်ကိုယ့်ရဲ့ညီမချက်တွေကိုယ့်ရဲ့မိသားစုအတွက်ကိုချေရတဲ့ဒါကိုချေရတဲ့သူတွေကိုမိသားစုတွေဆိုတာလေဖះကိုပေးထားတဲ့သူတွေပဲပေါ့နော်ဒါပေမဲ့ခိုင်ချတော့အရာလို့အစင်ပြေနေတဲ့အချိန်မျိုးဘယ်လိုခေါ်မလဲကိုလှုပ်ချင်တဲ့အရာတွေကိုကိုညီမချက်ထားပြီးတော့တွားနေတဲ့အချိန်မျိုးတွေမှာဒါတော့ပန်းအောင်ကငငယ်လေးကြရပါတော့မေမေကလည်းအများကြီးပန်းအောင်ဖျားနဲ့ပတ်သက်ပြီးပထမဆုံးလူလောကရောက်လာတဲ့အချိန်မှာဖျားနဲ့ပတ်သက်ပြီးပန်းအောင်အများကြီးစပြီးတော့လမ်းပြပေးခဲ့တာဘယ်အောင်မမေပေါ့နော်ဆိုတော့ဖះကတော့ကိုမမွေးခင်ကလေးရအောင်ကိုနာမည်နဲ့အတူတကွတီးပြီးသားကိုချစ်ပြီးသားဆိုတော့ဒါပေမဲ့ကိုကတော့ကလေးလေးကနေတဖြည်းဖြည်းကြီးလာမှပို့ပြီးတော့ဖះနဲ့ရင်းနှီးလာတာပေါ့နော်ဆိုတော့တခါလေကျတော့ဘဝမှာအဲ့လိုဘယ်လိုခေါ်မလဲတခြားအရာတွေနဲ့မကောင်းတဲ့အရာမဟုတ်ဘူးလေနော်ကောင်းတဲ့အရာနဲ့ပဲခါကျရင်အလုပ်တီများနေတာမျိုးရှိတယ်အလုပ်ပဲဖြစ်ပါစေကိုရဲ့ကိုချစ်တဲ့သူတွေကိုအချိန်ပေးရပဲဖြစ်ပါစေဒါကောင်းတဲ့အရာတွေပါပဲဒါပေမဲ့ဖះကိုအချိန်ပေးဖို့မမေ့ဘူးပေါ့နော်ပြောချင်ပါတယ်လို့ကျွန်တော်ရဲ့နှလုံးသားချစ်စီဆုံးဖြတ်ချက်တွေနဲ့လောက်ရတိုင်းသည်တကယ်တဲ့ဘောနဲ့ချစ်စီလို့တော့အတိုင်းဖြစ်လို့သည်လုံးသားစန္ဒာတခေတဲ့ဘောလုံးနဲ့စံချင်ခဲ့မြင်သာစွာမြေမြောင်ပြလိုက်ပါကျွန်တော်စန္ဒာ
emergency ဆုံးဖြတ်ချက်တွေနဲ့လုံးရတိုင်းဒီတကယ်တော့ဘောနဲ့ချင်စီအလိုတော့အတိုင်းဖြစ်လို့ဒီကျွန်တော်ရဲ့နှလုံးသားစံတာတကယ်တော့ဘောလုံးနဲ့စံချင်ရှင်ကိုပဲမြင်လို့တဲ့ညီမန်းချက်တွေတဲ့မျောမှန်းချက်တွေတဲ့ကိုတော်သာတောင်းတပါတယ်ချက်တွေတဲ့စံသားများစွာတဲ့ကိုယ်တော်အချီးမြှောက်ကိုခွင့်မေ God bless you all. Thank you, bye.